ညာကြီးချိန်မတော်လူကိုဒုက္ခပေးနေတာဒီဆိုင်ပေါ့ဗျာ promotion ပေးတာလည်းည8 နာရီမှစပေးတော့သူ့ရဲ့ page ကိုဝင်ကြည့်နေရတာကအမောအခုဒီဆိုင်ကတော့တက်စာလန်းဆိုင်ခွဲမှာဖြစ်ပါတယ်တဘူးကို1200ပါဒီဈေးကတော့အမြဲတမ်းမရပါဘူးသူ့ page မှာ promotion ချမှဝယ်လို့ရတာပါအတီးကတော့ဗမာသီးပါကိုမျက်စိရှိမှပဲခွဲထားတဲ့သီးတွေကိုဘူးထဲမှာထည့်ထားပြီးလာချပေးတဲ့ထဲကနေရွေးရတာပါစိတ်ချရွေးလို့ရပါတယ်ဗမာသီးအရတာဆိုတော့ချိုးစိမ့်ပြီးနှစ်ဘူးလောက်စားလိုက်တာဒီစိတ်ဆောင်းသက်သွားပါတယ်လမ်းကြုံလို့ discount ချတဲ့ချိန်နဲ့တိုးရင်ဝင်စားကြည့်ကြပါပုံမှန်ချိန်တော့ဒီဈေးနဲ့မရဘူးပေါ့ကျေးဇူးတင်ပါတယ်